ကျွန်တော်ကအင်တာဗျူးတစ်ခုမှပြောလိုက်တယ်လေ။ဘာပြောလိုက်လဲဆိုတော့ကျွန်တော်လို့ပွဲတွေလည်းမကဘူးဆိုတော့လေတချို့ကြတော့ငတ်နေပြီလို့ပြောတာပေါ့။ငတ်ပါဘူးကျွန်တော်ကဘာလို့လဲဆိုတော့ကျွန်တော်ကတက်ရှိဖရားကျွန်တော်အမေကိုလည်းကျွန်တော်တိလှုပ်ကျွေးနေတဲ့သားသမီးပေါ့နော်။အမေကိုလည်းမိဘကိုလည်းတိတတ်တယ်ပေါ့ဗျာ။အဲ့တော့ဒါဆိုပြီးတော့ကျွန်တော်အစင်ပြေတဲ့အချိန်အောင်မြင်တဲ့အချိန်တုန်းကကျွန်တော်ကမြေကြီးတွေတိုက်ခန်းတွေဝယ်ထားတာကိုဝယ်ထားတော့ဒီပေါ့100နဲ့ဝယ်ရင်1000လောက်ရတာပေါ့ဗျသဘောပေါက်လားသူမြန်မာပြည်မှာလေ300နဲ့ဝယ်ပြီး9000လောက်ရရလဲရှိတာအဲ့တော့ကျွန်တော်အနေနဲ့ကတော့အေးဆေးပါစားနိုင်ဒါပေမဲ့ကျွန်တော်နဲ့တွဲပြီးတော့လုပ်တဲ့ကျွန်တော်လူရှင်တော်လေးတွေပြန်တဲ့ဦးငင်းငန်းတို့ပေါ့အဓိကဘုံသူတို့တွေလည်းပွဲမရှိလို့ကျွန်တော်အဲ့ဒါလေးအင်တာဗျူးလိုက်တယ်ဗျာဆိုတော့ငတ်ပြတ်ပါညာပေါ့ငတ်ပါဘူးလို့ကျွန်တော်မွေးနေ့မှာဒီနှစ်မှာအလူ9ရက်လုံးမှာအလူက9ရက်မှာညတိုင်းပွဲပါတယ်နောက်ဆုံးညမှာတရားပွဲညတိုင်းအငိမ့်ပါမယ် stage show ပါမယ်ရဟန်းခံရှင်ပြုသီလရှင်ဝက်အကုန်ထဲမှာအလူလုံးမယ်9ရက်ပေါ့နော်ဒီနှစ်မှာတော့ထူးထူးခြားခြားလေးကျွန်တော်လုပ်တာအဲ့လိုတော့မပြောချင်ပါဘူးသူတို့ကျွန်တော်ကြားဘူးလားမသိဘူးကျွန်တော်ဆဲတဲ့လူတွေတခါမှပြန်မဆဲဘူးဟုတ်ကျွန်တော်ဘာပြောဘာမှပြန်မပြောတာကိုယ်တိုင်သိတယ်ကိုယ်ဆောင်နဲ့သိတယ်ဒါပဲကျွန်တော်ကောင်းတာလုပ်ရင်ကျွန်တော်ကောင်းတာဖြစ်မှာပဲကျွန်တော်မကောင်းတာလုပ်မှကျွန်တော်မကောင်းတာဖြစ်မှာလေအဲ့ဒါကြောင့်ကျွန်တော်ကတော့ဘာမှမပြောဘူးမနေ့ကလည်း line ပေါ်မှာတွေ့ပါတယ်ကိုကျွေးမွေးလာတဲ့တပည့်အရင်နေဆဲတာတွေပါတော့ရှိတယ်ဗျအဲ့ကြတော့လောကမှာတစ်ခုပေါ့ဗုဒ္ဓဘာသာမှန်ရင်ပေါ့ခင်မူးကြီး10ပါးကိုစော်ကားပြစ်မှားတဲ့လူမှန်သမျှမချမ်းသာဘူးကျွန်တော်ခင်မူးကြီး10ပါးကိုလည်းယုံကြည်ကြည်နဲ့အခုချိန်ထိကျွန်တော်ဖျားရှိခိုးမပြတ်ဘူးတရဏဂုံတဲမပြတ်ဘူးအဲ့ရထားတဲ့ကကျွန်တော်ဖျားရှိခိုးတဲ့တရဏဂုံတဲတဲ့အပြင်သွားရင်အမေကြော်ပြီးမှအပြင်ထွက်တာလေအဲ့ကြိုးကျေးသူကြောင့်ချုပ်ဟာတွေလည်းပြောကျင်တယ်တပည့်သားသမီးလည်းစုံးမကျင်တာဗောနော်ခင်မူးကြီး10ပါးကိုစိတ်နဲ့တော့မပြစ်မှားကြပါနဲ့လို့အကုန်လုံးကိုယ့်ထက်ငယ်တဲ့လူတွေကိုစုံးမတာပါအဲ့ဒါကြောင့်တောင်းတော့တောင်းပါပဲ9ရက်သားသမီးအတွက်ပေါ့9ရက်သားသမီးနဲ့9ရက်လို့ပထမတော့ဒီလိုရပုံမှန်လေးပြောရင်မင်းတို့9ရက်လောက်ပဲလှုပ်ချင်တာသို့တော့ပွဲမှာအတိန်းဆောင်ရှိတတ်တယ်လေအတိန်းဆောင်ဆိုတာကွာပွဲမိတ်တင်လိုက်တယ်ဒီနေ့မရတော့ပါအဲ့လိုရှိမှာပေါ့အဲ့ဒါကြောင့်ကျွန်တော်ရံပြီးတော့9ရက်လို့တင်လိုက်9ရက်လုံးရတယ်9ရက်9ရက်လုံးလှုပ်မှာပေါ့ပုတ်ပါပေါ့အရှိပြင်းနမိတ်ပေါ့ဝမ်းသာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအလှနဲ့စိမ့်တဲ့လူမဟုတ်ဘူးကျွန်တော်တရကို90လောက်ရတဲ့ခစ်တည်းရပေါ့ तू ကအလှကိုမြင်တဲ့လူနေကြ तू အိမ်ဝယ်ဖို့အိမ်မရပဲမရှိငါတွေကအိမ်ဝယ်ဖို့စုထားတဲ့ပတ်စံနေအားလုံးအိမ်မငွယ်ဘူးအိမ်မငါပဲနဲ့အိမ်ငါပြီးတော့နေပြီးအဲ့ပတ်စံနေအကုန်လုံးအကုန်လှူလိုက်တာအဲ့ဒီကျေးဇူးကြားတွေပေါ့နော် အဲ့ဒါသူများလည်းခဏပြောတယ်အိမ်တစ်လုံးစွတ်လွတ်ပြီးလှူခဲ့တာအိမ်10လုံးမကပိုင်တယ်လေဒါပုံမလင်းပြောတာလေနောက်တစ်ခုကကျွန်တော်ခုနစကားပြတ်သွားလို့ကျွန်တော်တညကို90ပဲရတာလူရှင်တော်လောက်တာလေရန်နိုင်ဆိုတဲ့နာမည်နဲ့ညောင်တုံးမှာအဲ့ဒီကစပြီးအဲ့ကိုလည်းစားစရာမရှိတောက်စရာမရှိစင်းရဲတဲ့ဘဝနဲ့သူများသားသမီးနှစ်ယောက်ကျွန်တော်ရှင်ပြုတ်ဘူးတယ်အဲ့ပတ်စံလေးနဲ့စုပြီးတော့အဲ့သူများသားသမီးတွေရန်ကန်ရှင်ပြုတ်ပေးတာတွေဝါသနာပါတယ်ပြီးတော့ဖျားတဲ့ကျောင်းဆောက်လှူတာတွေဝါသနာပါတယ်အလှကျွန်တော်မှနေ့တိုင်းရှိတယ်အဲ့လိုပြောရင်ယုံမှာမဟုတ်ဘူးလူမလူနိုင်ခွေးကျွေးတယ်အဲ့လိုပေါ့ဘယ်လိုခေါ်မလဲအလှနေ့တိုင်းရှိတယ်ဗျာကျွန်တော်ကအလကားပေးတဲ့မုံဘိုးတောင်မှ3သိန်းလောက်ပေးလိုက်ရင်ကျွန်တော်စိတ်ထဲမှာသူတို့ကတော့အများကြီးထင်တယ်ကျွန်တော်နဲနေလားမသိဘူးဆိုတဲ့စိတ်ရှိတယ်လမ်းသွားရင်းနဲ့အဖိုးကြီးတွေဖွားကြီးတွေတွေ့ရင်ရောင်းသမျှဈေးတွေဝယ်တတ်တဲ့အကျင့်ရှိတယ်စိတ်စင်းပြီးတော့ကားပေါ်ကစင်းပြီးမလူဖြစ်တာတော့မှစိတ်နဲ့တော့လူဖြစ်ဘာမလူလိုက်ရဘူးကွာတော့စိတ်နဲ့တော့လူဖြစ်တယ်ကျွန်တော်ရဲ့ तू တွေမဟုတ်ဘူးညညတို့လည်းကြည့်နေညညပေးပတ်စံလေးလှူရထဲမှာပေးအတိလှူတဲ့ဆိုတဲ့ကိုကဘာမှဘာလူမာတော့ဘယ်ဥစ္စာတော့လို့တော့မေးရလေ အဲ့ဒါများတယ်အေးမရဘူးဒါထည့်ရမယ်ပေးပတ်စံသိမ့်ပေးဘာလို့လှူရထဲမှာအော်အေးပေးဝင်တော့တာပဲဦးညမင်း9000ပေးထုတ်လိုက်ဘာလို့ရမှာတော့အဲ့ဒါပေးစမှာလှူရထဲမှာလို့အော်အေးတလို့ तू ကလည်းငါမလို့ဆိုတော့သိရလေအဲ့ဒါဘာပဲဖြစ်ဖြစ်ညညတို့တွေဒီသားစုလူပဲညညတို့ကတမီးတွေရှိတယ်တမီးတွေရှိလဲသူစီသွားတယ်အကိုကြီးဘာနဲ့သူပြနဲ့ရန်ကုန်ရောက်မှုယူသွားတိတ်နှစ်အားလုံးအမြဲတမ်းပေးရကလေးတွေတဲ့သူတပည့်ရှိမှတပည့်အားလုံးသူလာတာတွေ့ရတယ်လေ
ပြန်ကန်ကြီးအကုန်မမိုးပေးအကုန်မမိုးပေးတော့တန်းစီပေးရလေအဲ့မမိုးပေးတဲ့မမိုးအင်းလို့ပေးတယ်တယောက်ကို1000လောက်ပေးတဲ့ဟာတဲ့4-5သိန်းလောက်ကုန်သွားတာစီစမဲ့အကုန်ပေးတာလေအဲ့လို လူရင်တိုးတယ်လေခိုးရင်မွဲတယ်ခဏခဏပြောပါတယ်နေမြက်ကစပြီးတော့ရာတက်ပိုင်ပေါ့နော်ဟိုမိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ချမ်းသာကိုကျမ်းမာပြီးတော့လိုချင်တဲ့ဘဝတွေတစ်လုံးတစ်ဝါတွေပြည့်စုံပြီးတော့ရကြပါစေလို့ဆုတောင်းပေးပါတယ်ကဲဦးနေញိုင်းကြီးကလည်းအခုဒီအသက်68ပြည့်ရစပြီးတော့အသက်ရှိရှိနေဒီမှာသေးတယ်ကျမ်းကျမ်းမာချမ်းသာနဲ့ပြည်သူတွေကိုဟာရရရှင်တွေတိုက်တွေ့ကြမှာသေးတယ်ဦးနေញိုင်းရဲ့ဟာတာတွေနဲ့နောက်နှစ်ပေါင်းများစွာပြည်သူပြည်သားတွေအားလုံးစိတ်ချမ်းသာကိုကျမ်းမာလူအင်းဆန္ဒတွေပြည်ပြီးတော့အလှူရတဲ့လက်နဲ့မကောလူရတဲ့ပျော်ရွှင်တရားမိသားစုဘဝကြီးတွေအလှူကြီးတွေမှာပျော်ပျော်ရွှင်နဲ့ကနေနေသူဖြစ်ရပါစေလို့ဆုတောင်းပါတယ်ဗျာ